တွေ့သူရင်ကြည်တာပါအဲ့ဒီအကောက်ပါပြီးမရဲ့ကြောင်းဒီလိုမိသားစုတွေကခေါ်ရပါတယ်ဒီရဲ့ကြောင်းတစ်ချက်ချင်းစတာပြရတွေ့ပေါ်လုံးလိုက်ချမကြီးခေါ်ဝါရင်နဲ့ပြေပြောရင်ကတော့ရင်ညောင်ကားရရင်ကုံမင်းကံပေါ့နော်ချမကြီးခေါ်ချမကြီးကတော့တရွာလုံးသိတယ်လို့ပြောတာပဲအဲ့ဒီမိန်းမပေါ့နော်ဒီရွာလုံးမှာသိတယ်ဆိုတယ်မိန်းမပေါ့နော်သူတို့ကဘယ်လိုလဲဆိုတော့ကျမလည်းဆဲဆူလောက်သွားသေးတယ်ကျမယောက်ျားကိုလည်းခေါ်လာတယ်ကျမယောက်ျားလူလုံးမဟုတ်ဘူးစစ်သားတယောက်ကျမလည်းအိမ်အောင်တယ်ဒါပေမဲ့ကလေးရှိတယ်ဘိုက်ရှိတယ်ကျမမှအဲ့ဒါတော့မှသူတို့အဖတ်မလုပ်ဘူးညီမကိုဖုန်းအဆက်သွယ်ရတယ်ညီမယောက်ျားနဲ့မယူခင်ညီမယောက်ျားခေါ်မခင်ညီမနဲ့ဆက်သွယ်ရတယ်ညီမမှသူ့မရရှိပါတယ်လို့ပြောနေတာအဲ့ဒါကိုစွတ်သူများယောက်ျားကိုစွတ်လုပ်သွားပါတယ်အဲ့ဒီမိန်းမကြီးအဲ့မိသားစုအဲ့တိုင်ဝိုင်းနေရပေါ့နော်အခုအိမ်မော်ခေါ်တင်လာတဲ့စစ်ခွေးလို့လည်းပြောတယ်ဒါလည်းသူတို့တွေကဖုန်းတော့ဆက်ပါတယ်တက်ပြန်သွားလို့နော်ညောင်ကိုင်းမှနေတယ်ကုန်းမင်းကုန်းကြီးရောပေါ့နော်အမှန်နေပါတယ်ကိုနိုင်စင်မာကိုတိတ်ချုံမအေးကုန်းမင်းကုန်းဖာမှာကြိုက်တဲ့လူမေးလို့ရတယ်ချုံမအေးတဲ့ပြီးလို့ရှိရင်သူတို့ကုခေါ်တင်လာတာတက်ကြကြီးကိုနိုင်စစ်သားပေါ့နော်သူတို့ပြောသွားတဲ့စကားတွေကလည်းဗါလေစစ်ခွေးကြီးခေါ်လာခဲ့လူကြီးလဲသူတို့ပြီးရဲ့လို့ပြောတာပဲအဲ့လူကြီးရောစစ်သားတွေကိုပြောလို့ဆိုလို့ပြီးတာပြီးတယ်ဆိုရင်ဖွက်တာကြပေါ့နော်မပြီးဘူးဆိုရင်တော့မဖွက်တာနဲ့ပေါ့ကိုဒုက္ခကိုမရှာကြနဲ့